ဧပြီလ2026ခုနှစ်နောက်ပိုင်းမှာဖုန်းဟန်ဆက်တစ်ခုခုကိုပြည်ပနိုင်ငံတစ်ခုကဝယ်လာပြီးအခွန်မဆောင်ထားဘူးဆိုရင်အကောက်ခွန်900ခိုင်နော်ကုန်သွယ်လုပ်ငန်းခွန်9.25ခိုင်နော်ရွေးယူကဒဏ်ကြေး35ခိုင်နော်စုစုပေါင်း35.25ခိုင်နော်10သိန်းတန်ဖုန်းဆိုရင်အခွန်ဆောင်ပြီးရင်73သိန်း92,500ဖြစ်ပြီးသိန်း60တန်ဖုန်းဆိုရင်တော့81သိန်း1000ခွဲကျမယ်မြန်မာပြည်အတွင်းပြည်ပနိုင်ငံတစ်ခုခုကဝယ်လာပြီးတစ်လအတွင်းအခွန်ဆောင်မဆောင်ရင်လိုင်းပိတ်မယ်ပြည်တွင်းမှာဝယ်ပြီးမြန်မာစင်ကတ်တစ်ကြိမ်မှထည့်သုံးမထားဘူးဆိုရင်လည်းအတူတူပါပဲလက်ထဲရှိမသုံးပဲပိတ်ထားတဲ့ဖုန်းတွေမြန်မာဖုန်းလိုင်းနဲ့နောက်တစ်ချိန်သုံးချင်တယ်ဆိုဒီလ31မတိုင်ခင်ဖွင့်သုံးပေးထားဖို့လိုအပ်ပါမယ်ဧပြီလရောက်မှဖွင့်သုံးမယ်ဆိုရင်အခွန်35.25ခိုင်နှုန်းဆောင်ပြီးမှသုံးလို့ရပါတော့မယ်အဲ့ဒီနောက်ပိုင်းဆိုပြည်ပကတင်သွင်းကလေးကအခွန်ဆောင်လာတဲ့ဖုန်းတွေပဲမြန်မာပြည်မှာသုံးလို့ရတော့မယ်ဆိုတဲ့သဘောပါဆိုလိုတာကအရင်ကလိုထိုင်းစာလုံးကနေအလဲသွားရင်ဝယ်လာတဲ့ဖုန်းတွေမြန်မာပြည်မှာအခွန်မဆောင်မဲ့သုံးခွင့်မပေးတော့ပါဘူးဖုန်းဝယ်ဖို့စဉ်းစားထားရင်ဖုန်းဆိုင်တွေစီးမတက်ခင်အမြန်သာပြေးဝယ်လိုက်ကြပါတော့နော်